ဒီဗီဒီယိုလေးကတော့ကျွန်တော်စိတ်ထဲမှာပြောချင်နေတဲ့အကြောင်းအရာလေးကိုကစားသမားအကြောင်းလာပြောတာပါဘာလို့ဆိုတော့အခု line ပေါ်မှာလည်းတွေ့နေတယ်သူအကြောင်းလေးပြောကြတယ်ကျွန်တော်လည်းဒီအကြောင်းလေးကိုကျွန်တော်စိတ်ထဲမှာရှိတာလေးပြောပြချင်တာပေါ့လေဘယ်လိုအကြောင်းလဲဆိုတော့ဟယ်ရီမကွိုင်းယာအကြောင်းပေါ့သူ့ရဲ့ပြန်လည်တိဆောက်လာတဲ့ပုံရကြောက်စရာကြီးဗျဘာလို့ဆိုကိုရီတောင်ခုချိန်မှာစိတ်ထဲမကောင်းဖြစ်တာပေါ့ဗျာဘာလို့ဆိုတော့သူအရင်ကြာရှုံးနေတဲ့အချိန်မှာကိုရီးယားအစကိုရီးအသင်းဖန်နေရအစသူ့ဝိုင်းမီထိုးနှစ်ကြတယ်လောင်ကြတယ်ပြောင်ကြတယ်တကယ်လဲသူကလည်းမှားယွင်းကိုသမားပြန်ပေးမှကိုတွင်းတောက်လျှောက်သူ့ကိုလည်းမှားခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့တခြားဖန်တွေထက်ကျွန်တော်တို့ဖန်တွေကပို့ပြီးတော့ကာကွယ်ပေးရမယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်ကိုယ်တိုင်ကသူ့ဆိုရင်လှောင်ရင်းနဲ့ပြောင်းရင်းနဲ့ဟာဒီမကွိုင်းယာဆိုရင်အဲ့လိုမျိုးတွေပြောခဲ့ကြတယ်နောက်ဆုံးသူ့မှာအာဖဂန်လွတ်တော်ထိပါလွတ်တော်တွေရပါပြောင်းကြတယ်တကဘာလုံးအရက်ခလေးရအစာခိုးရဆုံးအကုန်လုံးပြောင်းကြတယ်လှောင်ကြတယ်အဲ့ဒါကြီးကိုသူ့မှာဘာတစ်ခုမှမတုံ့ပြန်မင်းနဲ့သူလှုပ်เสียရှိတာလှုပ်တယ်သူရဲ့လေ့ကျင့်ခန်းလှုပ်တယ်ဘာမပြောပဲဆိုရှယ်မီဒီယာလည်းမတုံ့ပြန်ဘူးသူတကယ်ကိုတိတ်ဆိတ်နဲ့ကြိုးစားလာခဲ့တာအခုဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာအသက်ကြီးလာခံမှာသူ့အတွက်ကခြေစွမ်းကောင်းတွေပြန်ပြနေလို့ပြောမှာပေါ့လေဘယ်လိုပဲသူများအတွက်မကောင်းပြောကျွန်တော်ယူနိုက်အတွက်မှာတော့အခုသူပြန်ပါလာတာခန်းစစ်ကတော်တော်တိတာသူနဲ့မာတီနဲ့ပေါ့လေသူတဖြင့်တကယ်ပါသူ့ရဲ့ပြန်တိဆောက်လာတဲ့ပုံကြီးကိုတကယ်ကိုကြောက်စရာကြီးပဲသိလားကျွန်တော်တို့လောင်ခဲ့ပြောင်ခဲ့တာသူမဟုတ်ရဲ့လားလို့ကိုထင်ခဲ့ရတာထင်းနေရပြီနော်အခုချိန်မှာကိုလည်းစိတ်မကောင်းပါဘူးသူ့အတွက်လည်းသိရမလားကိုလောင်ခဲ့ပြောင်ခဲ့တော့ကလည်းသူလည်းပြောင်ကြဆိုတော့ပြောင်ခဲ့ပေမဲ့ကိုဖန်နီယာအစကိုထိုးနှက်ခဲ့ကြတာပေါ့လေမတရားကိုထိုးနှက်ခဲ့ပြောင်ခဲ့လောင်ခဲ့ကြတာပါဒါပေမဲ့သူ့ရဲ့စိတ်သက်ကြီးကိုတော့လေးစားတယ်တချို့ကစားသမားတွေဆိုပြန်ပြောတာပြန်မထီတထီပြန်ပြီးတော့စတေးတက်တွေတင်တာ emoji တွေပြတာအဲ့လိုလုပ်ပေမဲ့သူ့တက်ကဘာမှတုံ့ပြန်မလားသူလှုပ်เสียရှိရလှုပ်တယ်အရန်ခုံတော့ခိုင်အရန်ခုံထိုင်နေဝင်ကန်ခိုင်းတဲ့ချိန်မှာအကောင်းဆုံးလှုပ်ပြတယ်အဲ့လိုနဲ့ဒီတိုးတက်လာတာပေါ့နော်ပြန်ပြီးတော့သူ့ရဲ့လက်စတာမှာလို့ခြေစွမ်းတော့ပြန်မရောက်သေးပေမဲ့သူပြန်တိဆောက်လာတဲ့တိဆောက်ပုံကြီးကတကယ်ကိုကြောက်စရာကြီးပါလူရဲ့စိတ်ကိုထိန်းနေတယ်ကျွန်တော်တို့ဆိုလဲကိုယ်မကောင်းတာရှိမှာပေါ့လေအဲ့လောက်ကြီးပြောလာရင်တော့ပြန်ပြောမိမှာပဲဒီကောင်းကြီးကပြန်ကိုမပြောလာစရာကြီးဘာမှကိုမပြောအဲ့ဒါကိုလည်းတွေးမိအောင်ပေါ့အေးလို့သူဒီလိုနိုင်ကြတဲ့ခါတော့ကလည်းငါတို့ထိုးနှက်ခဲ့ကြတာလို့ပြောင်းနေလှောင်နေအမျိုးတွေပေါ့ဆဲကြတယ်အခုလိုပြန်ကောင်းလာတော့လေတကယ်ကိုချီးကျူးပါတယ်သူစိတ်တက်ကိုလည်းကိုတွေလည်းအတူယူရပါတယ်သိလားဘာပြောနေကိုကြာဆုံးနေထိုးနှက်တဲ့ကောင်ကများမှာပဲကိုဖေးမတဲ့ကောင်ကတော့ရှားမှာပဲအဲ့လိုချိန်မှာပြန်လေရုံထားရမယ်ဆိုတဲ့စိတ်တက်ကလေးလည်းသူ့ရှိရလည်းရပါတယ်ကိုလောင်ခဲ့တော့အချိန်တုန်းကလည်းလောင်ခဲ့ကြပြီးပြီအခုကျွန်တော်သူပြန်ကောင်းလာတဲ့အချိန်မှာကျွန်တော်ကလည်းဒီလို line ပေါ်ဗီဒီယိုလေးပါလေးလုတ်တဲ့လူတယောက်ဖြစ်နေတဲ့ကြွချီကျူစကားလေးပြောချင်လာလို့ပြောတာပါသူများလည်းပြောနေရတွေ့တော့ကိုယ်စိတ်ထဲရှိရလေသူများနဲ့တူလားမတူလားတော့မသိဘူးပေါ့ဗျာကျွန်တော်စိတ်ထဲမှာကိုငါတော့ဒီလိုလှောင်ခဲ့တာပဲငါတော့ဒီလိုလေးချီကျူစကားလေးပြန်ပြောတင်နေထင်လို့ပြောတာပါငါတို့ဘယ်လိုထင်ကြလဲမကွိုင်းယာကြီးရဲ့စိတ်တက်ကိုမလေးစားရတော့နေနိုင်ကြမှာမထင်ဘူးเนาะကျွန်တော် United ဖန်နေပေါ့လေအဲ့လာပြောတာပါဗီဒီယိုလေးဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဝင်ကိုနိုင်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ပါမယ်စင်ပြလို့ရှိရင် like subscribe follow လေးလုပ်ခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေ့ပါမယ်